Welcome back ဒီနေ့မှာတော့စားတောက်ဆိုင်မှာ menu တွေကြည့်တာပဲဖြစ်ဖြစ် supermarket တွေမှာဈေးဝယ်တာပဲဖြစ်ဖြစ်တင့်ကိုတည်ထားရမယ်အသားအမျိုးမျိုးရဲ့အခေါ်အဝေါ်တွေအကြောင်းကိုလေ့လာကြမယ်နော်ခါလေးကြောက်လို့ရှိရင် English ကလည်းလွယ်မလို့နဲ့ခက်တယ်လို့မျိုးရှိတယ်ပေါ့နော်ဥပမာကြက်သားဆိုရင်ကျမတို့ကကြက်ကို chicken လို့ပြောသလိုကြက်သားကလည်း chicken ပါပဲဒါဆိုရင်ဝက်သားကရော pig ပဲလားမဟုတ်ဘူးပေါ့နော်ဒါကြတော့ pork ဖြစ်သွားပါတယ်အမဲသားကတော့ cow မဟုတ်တော့ဘဲနဲ့ beef ပါဒါပေမဲ့ဘဲသားကြပြန်တော့ duck ကဘဲအကောင်ကိုပြောသလို duck ကလည်းဘဲသားပါပဲဒါဆိုရင်စိတ်သားကတော့ mutton လို့ခေါ်ပါတယ် mutton ဒါဆိုရင်သိုးသားကတော့ lamb ပါအဲဒါဆိုလို့ရှိရင်ဒီအကောင်အနေနဲ့အသားတွေရဲ့ခေါ်ဝေါ်တွေကိုသိပြီးသွားပြီဆိုလို့ရှိရင်ဒီအသေးစိတ်အစိတ်ပိုင်းလေးတွေကိုလေ့လာကြည့်ကြရအောင်နော်ဒါဆိုရင်ကြက်တစ်ကောင်လုံးဆိုရင်တော့ chicken လို့ခေါ်ပေမဲ့ကြက်ရင်အောင်ဆိုရင်ရော chicken breast ဒါကြက်ရင်ပုံသားရင်အောင်သားပါနော် chicken breast နောက်တစ်ခုကြက်ပေါင်ဆိုရင်ရော thighs chicken thighs ဒါဆိုရင်ကြက်ရဲ့ပေါင်ရင်းသားလေးတွေဆိုရင်တော့ drumstick လို့ခေါ်ပါတယ် chicken drumsticks ဒါဆိုလို့ရှိရင်ကြက်6ထောက်ဆိုရင်ရော chicken feet ဒါဆိုရင်ကြက်အသေးမြင့်ကြက်ကလေးစားဒီလိုမျိုးဆိုရင်တော့ tripe လို့လည်းခေါ်တယ် offal လို့လည်းခေါ်ပါတယ် chicken offal ဒီလိုမျိုးပေါ့နော်ဒီနေရာမှာကြက်ကလေးစားမဟုတ်ဘဲနဲ့ဝက်ကလေးစားဆိုလို့ရှိရင်တော့ pork offal ဒါဆိုရင်အမဲကလေးစားဆိုရင် beef offal ဒီလိုတွေအစားထိုးပြီးတော့သုံးနိုင်ပါတယ်ကဲဒါဆိုလို့ရှိရင်ဝက်သားအကြောင်းလေ့လာကြမယ်ပေါ့နော်ဝက်မှာအသားကောင်းအသားပြည့်ပေါ့နော်လုံးဝအနာစာမရှိတဲ့အသားမျိုးဆိုရင်တော့ loin လို့ခေါ်ပါတယ် pork loin ခါကြလို့ရှိရင်သူကစင်ကောဖြစ်အောင်လို့ကြိတ်ထားတဲ့အရာမျိုးရှိပါတယ်ဒါဆိုလို့ရှိရင်တော့ minced pork ဥတွေဆိုရင်တော့ intestine လို့လည်းခေါ်တယ် gut လို့လည်းခေါ်ပါတယ်ဒါဆိုရင်အသေးဆိုရင်တော့ liver နှလုံးဆိုရင်တော့ heart ဒီလိုမျိုးတွေခေါ်ပါတယ်ပေါ့နော်အဲဆိုရင်ဝက်6ထောက်ဆိုရင်ရောဝက်6ထောက်ကြတော့သူ့ကို pork လို့မခေါ်တော့ပြန်အောင်သူ့ကိုကြတော့ pig trotters လို့ခေါ်ပါတယ် pigs trotters ဒါကတော့ဝက်6ထောက်ပါဒါဆိုရင်ဝက်ကောင်းသားကြတော့ pig's head ဒါဆိုရင်ဝက်နံရိုးပိုင်းကြတော့ pork ribs ဒါကတော့ဝက်နံရိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒီဝါဟာတွေကိုသိထားပြီးလို့ရှိရင်ဈေးဝယ်တဲ့အခါမှာပဲဖြစ်ဖြစ်စားတောက်ဆိုင်ရောက်လို့အသားတွေနာမည်တွေကိုမသိမှာပဲဖြစ်ဖြစ်ပူစရာမလိုတော့ဘူးပေါ့နော်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်